ဒီနေ့ရင်းလောက်ရှင်းတဲ့တူတူလေးလာရမယ်စကားလုံးလေးတွေကထိတ်ပြောင်ခြင်းပြီးရင်ပေါက်ထခြင်းပေါက်ထတာဥယျာပြရာရန်နာဘာပြကောင်းလျှော်ရည်စေဘဝင်ကောင်းလျှော်ရည်အဲ့ဒါတွေကိုတရုတ် share လုပ်ပေးတာမှာဖြစ်ပါတယ်ထူးပြောင်တာကိုကြတော့ထူးတင်လို့ခေါ်ပါတယ်ထူးတင်နှစ်ဖူးပြောင်ခြင်းနောက်ပုံစံတစ်မျိုးနဲ့လည်းသုံးပါတယ်ရှေ့တင်ရှေ့တင်သူကလည်းနှစ်ဖူးပြောင်ခြင်းကိုပြောတာဖြစ်ပါတယ်စပင်းလေးကျွတ်တာမျိုးဆိုရင်掉头发掉头发စပင်းလေးကျွတ်တာ掉头发头皮屑头皮屑ပေါက်ထခြင်းထိုးရှဲလို့လည်းသုံးကြပါတယ်ဒါလည်းပေါက်ထခြင်းတစ်မျိုးပဲဖြစ်ပါတယ်我有头皮屑我有头皮屑ငါမှာပေါက်တွေရှိတယ်ငါမှာပေါက်တွေအများကြီးထနေတယ်ပြီးတော့ဥယျာပြရဲ့အရင်ရားရံတယ်လို့ပြောရင်我的头皮屑很多我的头皮屑很多ငါရဲ့ပေါက်တွေကအရင်ရှိတယ်ပေါ့နော်အများကြီးရှိတယ်ပြီးတော့头皮ရဲ့ဥယျာပြလည်းပဲ头皮ဆိုတာကဥယျာပြကိုပြောတာဖြစ်ပါတယ်头皮ရဲ့ဆိုတော့ဥယျာပြလည်းပဲ很痒ရားရံပါတယ်လို့ပြောတာဖြစ်ပါတယ်။យ៉ាងဆိုတာကရားရံခြင်းရားတာမျိုးပြောတာဖြစ်ပါတယ်။ပြောပြကောင်းလျှော်ရည်ကိုကြောတရုတ်လို့去屑洗发水去屑洗发水ပြောပြကောင်းလျှော်ရည်တကယ်လို့စေဘဝင်ကောင်းလျှော်ရည်ဆိုလို့ရှိရင်နော်要用洗发水要用洗发水ပြောပြတနည်းပဲဒီပြောပြစေဘဝင်ကောင်းလျှော်ရည်ပေါ့နော်ကိုကကိုနဲ့ကိုသွားပြီးတော့ဘောက်ပြောက်ကောင်းလျှော်ရဝယ်မယ်ဘောက်ပြောက်ကောင်းလျှော်ရသူတို့ကဘယ်နှထားမှမသိဘူးကိုကမေးချင်တဲ့ခါကျရင်ဒီလိုပုံစံလေးနဲ့မေးလို့ရပါတယ်请问去头皮屑的洗发水在哪里请问ကျေးဇူးပြုပြီးတော့မေးပြရစေ去头皮屑的洗发水ဆိုတာကဘောက်ပြောက်ကောင်းလျှော်ရက在哪里ဘယ်နေရာမှာလဲဘယ်မှာလဲလို့မေးရဖြစ်ပါတယ်အဲ့လိုပုံစံလေးနဲ့မေးရင်သူတို့တွေနားလည်ပါတယ်အားလုံးပဲဆင်ပြေကြပါစေ bye bye